ဘာကြောင့်ဒီလိုတွေဖြစ်ရလဲစိတ်ခွန်အားတွေကုန်ခံပြီးတော့စိတ်တကြနေတဲ့ခံစားချက်မျိုးလူတော်များများခံစားပူကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့အသီးစိတ်တိုင်းကိုထိန်းချုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးမိနစ်ပိုင်းလောက်တွေးလိုက်တဲ့အတွေးကိုပြန်သုံးသပ်ကြည့်ပါအချိန်ခဏလေးတွင်ဖြစ်ပျက်သွားတဲ့အတွေးတွေကနဲတာမဟုတ်ပါဘူးကျွန်တော်တို့အတွေးတွေဘလောက်ပဲများနေပါသေးကိုဖြစ်ချင်တာကိုဖြစ်နိုင်မှခွင့်ရင်းနဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်တဲ့စိတ်ဆွမ်းအားဆိုတာလူတိုင်းမှာရှိကြပါထင်အောင်ထင်မှဖြစ်နေကြမလို့ပါကိုကိုယ်တိုင်ရတာတုံးချဖို့ရဲစံတတိရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ဘောက်ကိုပုံဖော်နိုင်တဲ့သူတွေပါဒါကြောင့်ကျွန်တော်ပြောချင်တာပါလဲဆိုတော့မိတ်ဆွေရဲ့ဆုံးဖြတ်ချက်လေးတစ်ခုပဲလိုအပ်တာပါဘာပဲဖြစ်ဖြစ်ငါလုံနိုင်တယ်လို့စိတ်ကိုလေ့ကျင့်ထားမယ်ဆိုလို့ရှိရင်အတွေးတော်တော်များများထိန်းညှိလာနိုင်မှာကျွန်တော်ရဲ့အတွေးတွေမပြောင်းလဲသေးတော့ဘဝကြီးလည်းပြောင်းလဲမှာမဟုတ်ပါ